Hi guys, မင်္ဂလာပါ။ Motion ဒီနေ့တော့ Bank Paper မှာအသစ်ဖွင့်ထားတဲ့1981 Soul and Soul မို့တော့ပါမယ်။လေမောတစ်ခုလုံး vintage vibe လုံးဝအပြည့်လုပ်ထား second hand shop တွေ thrift store တွေကိုတဝိုင်း explore လုပ်ရအောင်။ကျွန်တော်ပုံမှန် thrifting တင်မလုပ်ဖြစ်တဲ့လူမျိုးတော်မှာအဲ့မိုးရရောက်သွားတဲ့အချိန်မှာအကုန်လုံးတစုံလိုက်ကြည့်ပြီးတော့အကုန်လုံးလိုချင်စရာတွေဖြစ်နေရကွာဒီလား clothing store တော်တော်များများဆိုလို့ရှိရင်အခုနောက်ပိုင်း trendy ဖြစ်နေတဲ့design လေးပြီး corner လေးတိုင်းမှာလည်း decorate လုပ်ထားတာကအရန် artistic ဖြစ်လို့ second hand item လေးတွေအပြင်ကိုမှတကယ် luxury brand တွေဖြစ်တဲ့ Chanel, Dior, Versace အဲ့လို brand တွေပါတွေ့ခဲ့ဘူးเนาะရှာနိုင်တဲ့လောက်ကို treasure ကောင်းတွေထွက်လာမယ့်နေရာတူဒီမုန်းဆိုင်လေးဆိုလဲကျောင်းတော့ငေဘွားအရန်ပြန်တတိယဝါပစ္စည်းတွေအကုန်လုံး canteen တစ်ခုလုံးလို့ပဲ Motion ရှာပြီးဖတ်ထားရတော့ဆိုရင်ဒီမိုးက The Mall Group ကပိုင်တာသူကအရင်က The Mall Ram Campaign မိုးအဟောင်းကြီးကိုပြန်ပြီးတော့redevelop ပြန်လုပ်လိုက်တာပေါ့နော်ဆိုတော့ The Mall Ram Campaign က The Mall Group ရဲ့1980 early ပိုင်းမှာပထမဆုံးလုပ်ခဲ့တဲ့ mall ပေါ့နော်အဲ့ဒါကို base လုပ်လိုက်ပြီးတော့ 1980s ရဲ့ timeline က vibe တွေကိုပြန်ပြီးပုံဖော်ထားတယ်လို့ပေါ့နော်80ခုနှစ်တွေရဲ့ music art and flow တနေရာထဲမှာခန်းစားလို့ရမယ့် project တစ်ခုအနေနဲ့2020နောက်ပိုင်းမှာလူငယ်ကြားထဲမှာပြန်ပြီးတော့ viral ဖြစ်လာတဲ့ vintage store တစ်ခုပုံစံနဲ့ဖတ်ကြည့်လိုက်တာပေါ့နော်အဲ့ thrifting ကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်ကော antique luxury ပစ္စည်းကိုစူးစောင်းတတ်တဲ့လူတွေအတွက်ကောအရေးပါလာမယ့်နေရာတစ်ခုလုံးမရှိမြင်နဲ့ Motion တော့တမောလုံးပတ်ပြီး10ထုတ်လောက်မှပြီးအိမ်ပြန်လာခဲ့ Anyway, thank you for watching guys. Bye.